နေချေရှိခဲ့ဘူးလားငါရဲ့ချေကတစုံတရာမနဲ့မှန်ခွဲရရင်ငါရှာဖွေနေစေရုံမလားပုံမာတဲ့မင်းမြဝန်းတွေကြောင့်မနကတ်တွေမုံဝါပြမရနိုင်တော့ဘူးပြရောင်လွမ်းခြင်းတွေနဲ့ရာရသုံးညာချင်းကိုခွဲသွားခဲ့ပြီပဲဘိုးဝေးကိုရှောက်ခဲ့ရင်ကလုံးသွေးရတဲ့တော့အောင်သွေးသားကိုတောက်တယ်မင်းကဒါတော့လက်ကင်ဆောင်ငါဖွာတဲ့ဝင်လာတဲ့ဆုံးမတုံးကြတဲ့ငါမင်းတွေနဲ့ဆုံးရှုံးသွားခဲ့နှလုံးသားရာဝဲသွားခဲ့မှာဘယ်လိုလွင်မြောသွားမှငါမသိခဲ့တစ်ချိန်များတဲ့မှာမျက်စိဝိညာဉ်ပြန်သုံးခဲ့ပြရာလဲသွားတဲ့နောက်ရင်ကိုရဲဆော့ဆော့ပွဲမလားငါမသိခဲ့မင်းဘွားတွေကတုတ်ပဲဖို့အတွက်နဲ့ဆိုရတဲ့ပန်နီခဲ့ရှင်နမမကြလာလို့စားပေါ်မှာချပါရေ။လုံးသားတစ်ထပ်ပေါ်လာတဲ့ကံရှိတယ်မော်လာတေး။မင်းကိုလည်းနားနဲ့ကန်သားငါ့ရဲ့ဘဝကိုနားလည်ပြီးမင်းကငါချစ်ခဲ့ပြီးတော့ငါ့ရဲ့မပဲဖြစ်ခဲ့သေး။မင်းနဲ့ငါစတွေ့ခဲ့တဲ့ဇန်နဝါရီ14ရက်။ကြောက်ကောင်းတဲ့ကောင်မလေးမျိုးအသေးခိုင်အောင်ချစ်လျက်။ကာလာချက်တော့ခဲ့ပြီးမှငါ့ရဲ့ဝင်းနေပြေးထွက်။အရာအလုံးပြီးဆုံးခဲ့ပြီးနှောင်းတစ်ခုအေးဆက်။ကျင်းလိုပဲပြန်နေပါရစေကိုငါတိတ်ချစ်ရတဲ့နဲ့အိမ်ထွားရဲ့။နေမလို့ချင်းတစ်ပတ်တစ်ခုဖြစ်ထားတဲ့ငါတစ်လုံးသားကိုလည်းထုတ်ခပေးထားတဲ့မုံချတွေးထားတဲ့အဟုတ်ပါကလေးမရဲ့ကျုပ်ဘဝအဆွေးသမားပဲဒုတိယတွေးများတဲ့ဒုတိယတွေးထားတဲ့နောက်ဆုံးတော့မင်းထားသွားခဲ့တော့ဒီကောင်ဆွေးသမားပဲထားတော့မှလည်းမသိလို့မှားခဲ့ပါလေမိကိုငါလေးချစ်တာနေတကယ်သိဖို့မုံရသွားနဲ့လေပြူရှုံးသွားပါလေတကယ်ကိုနင်းရဲ့အပြုံးကိုငါတကယ်ညှိလို့သွားတော့ရင်ကွဲလို့ထားခဲ့ရင်လည်းငိုဒီသချင်းရေးပြီးငါလေးညှိဆိုပြန်လေကစဉ်းစားမိတယ်မင်းစကားတန်တွေကိုပြန်ချရှောင်းလာချက်တယောက်ကိုမချစ်ပါဘူးတဲ့မူသားစကားတွေကိုငါနားထောင်လာဒီစကားတွေကဘာတွေလဲမူသားတွေနဲ့ပညာနေခဲ့နောက်ဆုံးတော့ကောက်ချက်ချလိုက်မယ်မင်းခံပါကကြပြားတွေပဲအဆုံးသတ်မှနှုတ်ဆက်ပါမင်းနဲ့ငါကဘာတွေဝေးစဲဝေးသွားခဲ့မှာဘယ်လိုတွင်မျောသွားမှငါမသိခဲ့တစ်ချိန်များတဲ့မှာမျက်စိဝိညာဉ်ပြန်သုံးခဲ့ပြရာဆော့ဆော့ပွဲမလားငါမသိခဲ့